Okay ဒီတစ်ခေါက်လေ့လာမယ့်သင်ခန်းစာကတော့အခုတို့နံပါတ်14အဲ့တော့ zip နဲ့ AIA file ကို install ပြုလုပ်တဲ့နည်းဖြစ်တယ်ဆိုတော့အခုဒီ video ကို record ယူနေတဲ့ date ကတော့2ရက်နေ့ဇွန်လ2025ခုနှစ်ဆိုတော့ဒါဆိုလို့ရှိရင်အခုတို့ install လုပ်ဖို့အတွက် browser တွေကိုသွားထားမယ်အဲ့ဒီ data မှာသင် Trello တွေကနေ data and technology တွေကိုဝင်ထားလိုက်မယ်ဒါဆိုလို့ရှိရင်တော့အခုတို့ဒီနံပါတ်14ကိုသွားပြီးဖွင့်ထားလိုက်မယ်ဆိုရင်အဲဆိုအခုတို့ဒီမှာ install စလုပ်မဲ့အဆင့်တွေကိုတွေ့မယ်အဲ့တော့ထုံးစံတိုင်းပဲအခုဒီကောင်လာပြီး install ပြီးလုပ်ဖို့အတွက် control alt D ကနေဝင်ထားလိုက်မယ်နောက် package တွေကို update လုပ်ဖို့အတွက်sudo apt update နဲ့ sudo apt upgrade ကိုတစ်ခါလေးပဲ single line နဲ့ပေးထားမယ်update လုပ်ပြီးသွားပြီဆိုရင်တော့အခုတို့စပြီးတော့မှဒီ zip and zip ကို install ပြီးလုပ်လို့ရပြီ okay so ဒါကတော့ zip အတွက်ပြီးသွားပြီနောက်တစ်ခု RAR အတွက်သွားပြီး install ပြုလုပ်မယ် okay ဒါဆိုလို့ရှိရင်အခုတို့ set ထဲမှာ RAR အတွက်ကိုရော install ပြုလုပ်ပြီးသွားပြီဆိုတော့ဒါဆိုရင်အခုကသူ့ကိုသွားပြီးတော့မှအဲ့တော့ဒီ code လေး run ထားပြီးမယ်အကုန်လုံး okay လို့များinstall ပြုလုပ်စဉ်ကာလတွေတော့က dependency ထဲမှာ error file တွေရှိခဲ့မယ်ဆိုလို့ရှိရင်အဲ့တော့ fit ပြန်လုပ်ပေးဖို့တော့ပေါ့လေနော် okay အဲ့တော့ပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့တော့ဒီ zip နဲ့ RAR file ကတကယ်ရောအလုပ်ဖြစ်ရလားအခုတို့တွားပြီးတော့မှ try ကြည့်ကြရအောင်အဲ့တော့အဲ့ဒီအတွက်အဲ့တော့အခု set ထဲမှာရှိတယ်အဲ့တော့ zip file လေးတစ် file ကိုတွားပြီးတော့မှဖြည့်ထားလိုက်မယ်ဆိုတော့အခုဘယ်မှာရှိလဲဆိုတော့ဒီ download file ထဲမှာအခု RAR file တစ် file ရှိတယ်အဲ့တော့ zip file တစ် file sample ရှိတယ်ပေါ့လေနော်ဆိုတော့ဒါဆိုလို့ရှိရင်အဲ့တော့သူ့ကိုတွားပြီးတော့မှright click တဲ့ကနေ open terminal တဲ့ကနေနှံခေါ်ထားမယ်။ဘာကြောင့်လဲဆိုတော့ download ဆိုတဲ့ folder အောက်ကိုရောက်စေချင်လို့ဒါဆိုလို့ရှိရင်အခု zip ကို unzip လုပ်မှဆိုလို့ရှိရင်အဲ့တော့ file name နဲ့ဒီ unzip လို့ပြောပြီးတော့မှအဲ့တော့ file name နဲ့ format ပြီးအောင်မယ်ဆိုတော့ဒါဆိုကိုကဒီကောင်လာပြီးတော့မှ unzip လုပ်ပြထားမယ်။နောက်ပြီးတော့ file name နဲ့ format ကကြတော့အဲ့တော့ apkviewer.zip ဆိုတော့ဒါဆိုပြောထားလိုက်မယ်။အဲ့တော့ဒီကောင်လာပြီးတော့မှ apkviewer.zip လို့ပြောထားလိုက်ပြီ။ okay ဒါဆိုလို့ရှိရင်တော့သူ zip ဖြည့်လို့ပြီးသွားပြီအဲ့တော့အခုဒီမှာသွားကြည့်ရင်လည်းဒီမှာအခု zip ဖြည့်လို့ရလာတယ်အဲ့တော့ file ကိုရလာပြီပေါ့လေနော် okay နောက်ပြီးသွားတဲ့အခါကျရင် RAR file ကိုပါတစ်ခါတည်းဆန်းကြည့်မယ် RAR မှာကျတော့အခုတို့ကဒီကောင်လာပြီးတော့မှ NRAR နောက် S ပြီးတော့ file name နဲ့ file format လို့ပြောပြရမယ်ဆိုတော့ဒါဆိုလို့ရှိရင်အခု folder တွေကစောတော့အတိုင်းပဲဒီကောင်ကိုလာပြီးတော့အဲ့တော့ file name ကကျတော့ student ဆိုတဲ့ file name လေး okay အဲ့ဆိုရင်ဒါကတော့ RAR file ကိုတွားပြီးတော့မှဖြည့်ထားလိုက်ပြီ okay ဒါဆိုလို့ရှိရင်အခု RAR file ကိုဖြည့်လိုက်လို့ရတဲ့ folder ကလည်းအဲ့တော့ဒီမှာရောက်လာပြီပေါ့လေနော် okay ဒါဆိုလို့ရှိရင်အခုတို့ set ထဲမှာ RAR file ရောဒီ zip file တွေရောအဲ့တော့ဖြည့်လို့ရသွားပြီပေါ့ဆိုတော့ဒါဆိုရင်ဒါတော့အခု sample file ဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ပြီးဖြတ်ထားလိုက်တော့မယ် okay now ပြီးသွားရင်အဲ့တော့တစ်ဆက်တဲ့နံပါတ်14ပြီးသွားပြီဆိုတော့အဲ့တော့နံပါတ်15ဖြစ်တဲ့အဲ့တော့ xk ကိုသွားပြီး install ပြုလုပ်ထားမယ်ဆိုတော့ xk ကို install ပြုလုပ်ဖို့အတွက် control alt t ကိုပြန်ခေါ်ထားမယ်နောက်ပြီးတော့တဲ့ခါကျရင်အဲ့တော့ package ကို install ပြုလုပ်ခိုင်းတယ်ဒါကတော့အခုစိုးတော့လုပ်ထားပြီးသားဆိုတော့ထပ်ပေးစရာမလိုတော့ဘူးပေါ့အဲ့ဒါဆိုရင်အခုဒီ account ကိုတခါတည်း install ပေးလို့ရပြီokay ဒါဆို install ပြုလုပ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့တော့သူ့ကိုစပြီးသုံးလို့ရပြီပေါ့ဒါဆိုဘယ်လိုသုံးမလဲဥပမာအားဖြင့်အခုဒီမှာလာပြီးတော့မှအဲ့တော့ VS Code ကိုသွားပြီးတော့မှဖွင့်ထားလိုက်မယ်အကယ်လို့များကိုကဒီရဲ့ VS Code ကဟန်သွားတယ်ပေါ့နော်ဘယ်လိုမှပိတ်လို့မရတော့သူ့ကိုဒီမှာ
တော့ပိတ်လည်းပဲလုံးဝပိတ်လို့မရတော့တဲ့အခြေအနေမျိုးဖြစ်သွားတယ်ဆိုလို့ရှိရင်အခုတို့တွေကအလွယ်တကူပဲအဲ့တော့ဘာလုပ်လို့ရလဲဆိုတော့ control alt t တွေကနေ terminal ကိုလှမ်းခေါ်ပြီးတော့ terminal ကိုလှမ်းခေါ်ပြီးတော့မှအဲ့တော့စောစောတုန်းကဒီကုတ်ထဲမှာပြောထားတဲ့အတိုင်းပဲ xkill ဆိုတဲ့ကုတ်ကလေးပေးလိုက်ရပြီเนาะအဲ့တော့အခုဒီမှာလည်း terminal ထဲမှာတွားပြီးတော့မှ xkill လို့ပြောထားလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်သူကကိုပိတ်စေခြင်းနဲ့client window ကိုချက် click ခောက်လိုက်ရင်ရပြီပေါ့နော်ဆိုတော့ဒီမှာအကာစာကလည်းအဲ့တော့ cross x လေးပြောင်းသွားမှာပေါ့ဒါဆိုရင်အခုကအလွယ်တကူပဲအဲ့တော့အခုလက်ရှိရှိနေတဲ့ VS Code ရဲ့ကိုကြိုက်တဲ့နေရာကိုတွားပြီးတစ်ချက် click ခောက်လိုက်တာ ਨੇ အဲ့ဒီ VS Code ကပိတ်သွားမှာပါလေနော်အဲ့တော့ဒါဆိုလို့ရှိရင်လည်း XK ကလည်းသူ XK ကနေလည်းပြန်ပြီးထွက်သွားပြီပေါ့ဆိုတော့ဒါဆိုလို့ရှိရင်ကိုကဥမာwindow တစ်ခုကိုပိတ်စီချင်တယ်ဆိုလို့ရှိရင် XK ကိုတစ်ခါခေါ်ပေးရမှာပေါ့နော်အဲ့တော့သူက XK က memory ပေါ်ကနေပဲအဲ့တော့ဖြုတ်ပစ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့စောစောတော့ hand နေတဲ့ application တွေကိုဖြုတ်ပစ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ application တွေကတော့ဒီ set တွေမှာပဲဆက်ပြီးရှိနေအောင်ပါပဲเนาะ uninstall ဖြစ်သွားတာမျိုးတော့မဟုတ်ဘူးပြီးတော့မှကိုကအဲ့ဒီ application ကိုပြန်ဖွင့်ပါနောက်တစ်ချိန် so ဒါဆိုလို့ရှိရင်တော့ဒီ application ကပုံမှန်အတိုင်းပဲသူပြန်ပြီးအလုပ်လုပ်နေလိမ့်မယ် okay so ဒါဆိုလို့ရှိရင်အခုတော့ဥပမာအဖြစ်နောက်ထပ်ဆိုပါစို့အဲ့တော့ဒီ folder လေးတစ်ခုကိုအခုထားပြီးဖွင့်ထားလိုက်မယ်အဲ့တော့ဒီ folder ကလည်းအခုလုံးဝပိတ်လို့မရတော့ဘူးအဲ့တော့ hand သွားတယ်ပဲဆိုပါစို့အဲ့ဒါဆိုရင်လည်းအခုဒီကောင်လာပြီးတော့မှ xkill လို့အဲ့တော့ပြောပြီးတော့ဒီ folder ပေါ်မှာတစ်ချက် click ခေါက်လိုက်တာ ਨੇ ဒီ folder ပိတ်သွားပြီပေါ့လေနော် okay ဒါဆိုလို့ရှိရင်အခုတို့ရဲ့ computer ထဲမှာ zip ရော rer file ရောဖြည့်ဖို့အတွက်အခုတို့ install ပြုလုပ်ပြီးသွားပြီနောက်ပြီးတော့ရင် hk ကိုလည်း install ပြုလုပ်ပြီးသွားပြီဘယ်လိုအသုံးပြုရမလဲဆိုတာကိုလည်းနားလည်သွားပြီဆိုတော့ဒါဆိုရင်ဒီအချက်15ချက်လုံးပြည့်စုံသွားပြီပေါ့လေနော်ဒါဆိုလို့ရှိရင်အဲ့တော့ကိုယ့်ရဲ့ computer မှာ Ubuntu Linux OS ကို install လုပ်ပြီးနောက်ပိုင်းမှာ web development ကိုလေ့လာဖို့အတွက်ဘယ်လို application မျိုးတွေကအခြေခံအကျဆုံးမဖြစ်မနေအဲ့တော့ထည့်ထားဖို့လိုမလဲပြီးတော့တဲ့ခါကျရင်အဲ့ဒီ application တွေအကုန်လုံးကိုသစင်ချင်းစီဘယ်လို install ပြုလုပ်ရမလဲဆိုတာကိုလည်းအခုတော့သိရှိနားလည်သွားပြီလို့မျှော်လင့်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုအသစ်တွေမှာထပ်ပြီးတော့မှတွေ့ပါမယ်ကျေးဇူးတင်ပါတယ်